ငွေကြေးဖောင်းပွားမှုကြောင့်မိတ်ဆွေရဲ့ပတ်စံတွေတန်ဖိုးကြနေလို့စိတ်ပူနေပြီလားမြန်မာငွေတန်ဖိုးကတရရိပ်ကြနေတော့မစားရမတော့ရဆူထားတဲ့ကိုယ့်ရဲ့ချွေးနှဲစာလေးတွေကိုဘယ်လိုကာကွယ်ထားမလဲစဉ်းစားနေပြီလားဒေါ်လာဝယ်ထားဖို့ကြတော့လေမြန်မာနိုင်ငံအနေနဲ့အခက်အခဲတွေကများနေတယ်ဆိုရင်မိတ်ဆွေလုံးဝစိတ်မပူပါနဲ့တော့ငွေကြေးဖောင်းပွားမှုတန်ကနေကိုယ့်ပတ်စံကိုကာကွယ်ဖို့အတွက်ဘိုင်းနဲ့ exchange ကနေ US ဒေါ်လာနဲ့တိတ်ချိုးတိတ်ညီမျှတဲ့ USDT ကိုဝယ်ထားလို့ရပါတယ်ဒီတော့ကျွန်တော်တို့ဘိုင်းနဲ့ရဲ့ P2P ကနေ USDT ဝယ်လို့ရမယ့်နည်းလမ်းကိုပြောမပြခင် P2P ဆိုတာဘာလဲ P2P ဆိုတာကတော့အလွယ်ပြောရရင်လူချင်းတိုက်ရိုက်အယောင်းဝယ်လုပ်တာကိုပြောတာပါဥပမာ KP တို့ဝေးပေးတို့ကနေငွေလွှဲပေးလိုက်တာနဲ့တစ်ဖက်ကကိုယ်ဘိုင်းနဲ့အကောင့်ထဲကို USDT ချက်ချင်းထည့်ပေးတာမျိုးပါဘဏ်တွေပိတ်ထားရင်လည်းကိစ္စမရှိဘူးအင်ကနေပဲအေးအေးဆေးဆေးဝယ်လို့ရပါတယ်ဆိုတော့ Binance ရဲ့ P2P ကနေ USDT ဝယ်နည်းကိုဆက်ပြီးတော့ကြည့်လိုက်အောင် Binance ထဲကိုရောက်ပြီဆိုရင် F1 ဆိုတာရှိပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုရင် P2P trading ဆိုတာလေးကိုတွေ့ရပါလိမ့်မယ် Okay ဒီမှာဆိုရင်ကျွန်တော်တို့ trader တွေအများကြီးရှိပါတယ်ကျွန်တော်တို့က USDT ကိုမြန်မာငွေနဲ့ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေရာမှာကျွန်တော်တို့က MMK ဖြစ်နေဖို့လိုအပ်ပါတယ်ဒီမှာဆိုရင်ကျွန်တော်ကဒါ USDT ကိုဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ buyတကယ်လို့ကို့မှာရှိတဲ့ USDT တွေကိုပြန်ရောင်းကျင်နေဆိုရင်လည်းဒီဘက်မှာရှိတဲ့ sell ဆိုတာလေးကိုနှိပ်လိုက်ပါပြီးပြီဆိုရင်ဒီ trader တွေစီမှာရောင်းလို့ရပါတယ်အခုကတော့ဝယ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့ buy ကိုနှိပ်လိုက်ပါမယ်ပြီးပြီဆိုရင်ဒီ amount ဆိုတဲ့နေရာမှာကျွန်တော်ကအခုကဒီ video အတွက်ဝယ်ပြမှာဖြစ်တဲ့အတွက်ကြောင့်မလို့9000နဲ့ပဲဝယ်ပြပါမယ် okay ပြီးရင် confirm ကိုနှိပ်လိုက်ပါမယ်ပြီးပြီဆိုရင်ဒီဘက်ကကျွန်တော်တို့ payment ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်ကဒါအခုကဝေပေးနဲ့ဝယ်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေပေးကိုယူလိုက်ပါမယ် okay ပြီးရင် confirm ကိုနှိပ်လိုက်ပါမယ်ဒီမှာဆိုရင်ကျွန်တော်တို့ limit 9000အနည်းဆုံးနဲ့စပြီးရောင်းတဲ့ trader တွေကိုတွေ့ရပါလိမ့်မယ်ကိုယ့်ရဲ့ငွေတွေကိုစကန်မခံရအောင်သူတို့ရဲ့ trade အကျင့်ကြီးဘယ်လောက်ရှိလဲ recommend percent ရောဘယ်လောက်ရှိလဲဆိုတာကိုဒီမှာကြည့်ရပါမယ်အဲ့တော့ကျွန်တော်ဒုတိယတစ်ယောက်စီကနေဝယ်လိုက်ပါမယ်အဲ့တော့ buy ကိုနှိပ်လိုက်ပါမယ် okay ဒီမှာဆိုရင်ခုနကကျွန်တော်တို့9000ယူခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီမှာ9000ဒါကတော့ကျွန်တော်တို့ပြန်ရမယ့် USDT amount ပေါ့နော်ဒီမှာဆိုရင် third party not set ဘိုင်းနဲ့နေနဲ့ KPN ဝေပေးနေတူမှာ order တင်ပါတဲ့ဒါဆိုရင်တော့ကျွန်တော်စီမှာ way account ကနာမည်မတူဘူးပေါ့နော်အဲ့တော့သူ့စီမဝယ်တော့ပါဘူးပြန်ထွက်လိုက်ပါမယ်အဲ့တော့ဒီအပေါ်ဆုံးကတယောက်စီကနေဝယ်လိုက်ပါမယ်ဘိုင်းကိုနှိပ်လိုက်မယ်ခုနလိုသူကတော့ way pay only လို့ပဲရေးထားပါတယ် okay ဝယ်မယ်ဆိုရင်ကျွန်တော်တို့ place order ကိုနှိပ်လိုက်ပါမယ်ပြီးရင် next ကိုနှိပ်ကိုပဲထပ်နှိပ် okay ကိုနှိပ်လိုက်ပါမယ် okay ဒီမှာဆိုရင်9000ဝယ်မယ်နာမည်ကတော့ဝေယံဆိုဖုန်းနံပါတ်တော့ထည့်မထားဘူးနံပါတ်တောင်းပါတယ်အဲ့တော့သူ့စီကနေနံပါတ်တောင်းမှဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ chat ဆိုတာလေးကိုနှိပ်လိုက်ပါမယ်အဲ့တော့ကျွန်တော်တို့ကဒီနံပါတ်လေးကို copy ယူလိုက်ပါမယ် okay ပြီးရင်ကျွန်တော်ဝေတွေကနေငွေလွှဲမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဝေတွေကိုသွားလိုက်ပါမယ်ကျွန်တော်တို့တခုတတိထားရမှာဒီ note မှာကျွန်တော်တို့ crypto နဲ့ပတ်သက်တာတွေဘာမှမရေးပါနဲ့ USDT လည်းမရေးပါနဲ့ okay ဝေကနေငွေလွှဲပြီးသွားပြီဆိုရင်ပြီးရင်ကျွန်တော်တို့ဒီအောက်မှာရှိတဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ကျွန်တော်တို့ငွေလွှဲထားတဲ့ screenshot လေးကိုသူ့စီပို့ပေးလိုက်ပါမယ်okay အောက်ကဆန့်ဆိုတာလေးကိုနှိပ်လိုက်ပါမယ် okay ပြီးသွားပြီဆိုရင်ကျွန်တော်တို့ဒီအပေါ်ဆုံးဟာလေးကိုနှိပ်ပေးဖို့လိုအပ်ပါတယ်နောက်ပြီးတော့ဒီမှာလည်းကျွန်တော်တို့ငွေလွှဲပြီးကြောင်း screenshot လေးကိုပြန်ထည့်ပေးလိုက်ပါမယ် okay ပြီးရင်ဒီနေရာမှာအမှန်ကြီးလေးထည့်ပြီးသွားပြီဆိုရင်ဒီအောက်ကဟာလေးကိုနှိပ်လိုက်ပါမယ် okay ဒါဆိုရင်ကျွန်တော်ခဏဆောင်ပါ okay ခုဆိုရင်ကျွန်တော်စီမှာဒါ USDT ဝင်လာပြီပေါ့နော်ဒါမြန်လဲမြန်ပါတယ်ပြီးပြီဆိုရင်သူ့စီကနေဝယ်ရတာကျွန်တော်တို့အဆင်ပြေကြောင်းဒီမှာ positive recommend လေးပေးလိုက်ပါမယ်pet transition ဆိုတာလေးကိုနှိပ်ပေးလိုက်ပါမယ်ပြီးရင်အောက်ကအမှန်ကြီးလေးနဲ့ leave comment ဆိုတာလေးကိုနှိပ်လိုက်ပါမယ် okay ဒါဆိုရင်အဆင်ပြေသွားပါပြီပြီးသွားပြီဆိုရင်ကျွန်တော်အပြင်ထွက်လိုက်မယ်ဆိုတော့ဒီနေရာရောက်ပြီဆိုရင်ခုနဝယ်ထားတဲ့ USDT ကို asset ထဲမှာသွားပြီးတော့ကြည့်လိုက်ပါမယ် okay ကျွန်တော်တို့ဝယ်လိုက်တဲ့ USDT ဒီ fund ရဲ့အကောင့်ထဲမှာရောက်မှာဖြစ်ပါတယ် okay ဒီမှာဆိုရင်ကျွန်တော်ဝယ်လိုက်တဲ့ USDT ကဒီမှာရောက်လာပါပြီဒီတော့ကျွန်တော်တို့မြန်မာငွေကနေ USDT ဝယ်ပြီးတော့ငွေကြေးဖောင်းပွားမှုတန်ကိုဒီလိုမျိုးကာကွယ်ထားလို့ရပါတယ်